မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မိတ်ဆွေတို့ Xiaomi Redmi ဖုန်းတွေမှာကြော်ညာပိတ်နည်းကိုမျှဝေသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့အသုံးပြုနေတဲ့ Xiaomi Redmi ဖုန်းတွေအတွက်တီးသန့်ကြော်ညာပိတ်နည်းဖြစ်ပါတယ်ခင်ဗျာပထမဦးစွာကြော်ညာပိတ်ဖို့ရန်အတွက် setting ထဲကိုဝင်ရမှာဖြစ်ပါတယ် setting ထဲကိုဝင်ပြီးဆိုရင်တော့ကျွန်တော်တို့အပေါ်ကိုဒီမှာဆွဲတင်လိုက်ပါခင်ဗျာဒီနေရာမှာ password and security ဆိုတာရှိပါတယ်အဲဒီ password and security နေရာတွေကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပြီးရင်တော့အပေါ်ကိုဆွဲတင်လိုက်ပါဒီနေရာမှာတော့ဒီ authorization နဲ့ revocation ဆိုတာရှိပါတယ် revocation အဲ့နေရာလေးတွေကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေရာမှာ MSA ဆိုတာရှိပါတယ်ဒီ MSA ကိုကျွန်တော်တို့ဒီ on ထားတာနေ off လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာဒီ MSA ဆိုတာကတော့ MIUI system 8ဖြစ်ပါတယ်ဒီ MIUI ဖုန်းတွေမှာ browser တွေတော့ဗီဒီယိုတွေဒါတွေထဲမှာ auto ဒီ user တွေကြိုက်မဲ့ဒီ8အချက်လက်တွေကိုစုဆောင်းပြီးတော့သူကပြသတာဖြစ်ပါတယ်ဒီကောင်ကို uninstall လုပ်လို့တော့မရပါဘူးခင်ဗျာသူ့ကိုကျွန်တော်တို့က off ထားလိုက်ရင်ရပါပြီ off ထားလိုက်လို့ရှိရင်လည်းဖုန်းမှာလည်းပဲဘာမှမဖြစ်ပါဘူးခင်ဗျာ MIUI ဖုန်းတွေမှာ system ပါလာတဲ့ application ဖြစ်ပါတယ်သူ့ကို off လိုက်ပါဒါဆိုလို့ရှိရင်တော့ဒီ meet video တို့ browser တို့အဲ့ရတက်လာတဲ့ကြော်ညာတွေကိုမိတ်ဆွေပိတ်ထားလို့ရမှာဖြစ်ပါတယ်ဒါလေးကို off လိုက်ပါအောက်မှာ reboot ဆိုတဲ့နေရာမှာခဏလေးစောင့်ပါခင်ဗျာဟုတ်ကဲ့ခဏလေးစောင့်ပါဒါဆိုလို့ရှိရင် reboot ပေါ်လာဖြစ်ပါတယ်အဲ့နေရာလေးကိုနှိပ်လိုက်ရုံပါပဲဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့မိတ်ဆွေရဲ့ Xiaomi Redmi ဖုန်းတွေမှာတက်လာတတ်တဲ့ကြော်ညာတွေကိုပိတ်ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ